မင်္ဂလာပါ Disney United Channel လေးနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်။နီးပြကြီး Michael Carrick ကတော့သတင်းစာဆင်းလင်းပွဲမှာပြောကြားသွားတယ်။ပွဲမတိုင်ခင်မှာသတင်းစာဆင်းလင်းပွဲဟူစီတီနဲ့ပွဲကိုသတင်းစာဆင်းလင်းပွဲလုပ်သွားတာလည်းဖြစ်တယ်။အဲ့ပွဲမှာဘာတွေဘသူတွေပါလာနိုင်လဲဆိုတာကိုနီးပြကြီး Carrick ကနေပြီးတော့သတင်းစာဆင်းလင်းပွဲလုပ်သွားတယ်။ဟူစီတီနဲ့ပွဲကိုတဲ့ဒီလေးကတော့ပါဝင်နိုင်မှာမဟုတ်ပါဘူးတဲ့။သူ့အနေနဲ့ဒါပေမဲ့တဲ့သူ့အနေနဲ့တဲ့ပြန်လဲကြက်ခိုင်လာဖို့အတွက်ကတော့ပုံစံကောင်းတွေပြနေပြီဖြစ်ပြီးတော့လမ်းကြောင်းမောက်ပေါ်မှန်ပေါ်မှာရှိနေပါတယ်တဲ့ဆက်စကိုကတော့ပြန်လဲလေ့ကျင့်ခန်းနေဆင်းနေပြီဖြစ်တယ်လို့အတင်းလူစင်းလည်းပါဝင်နိုင်ပြီဖြစ်ပါတယ်တဲ့ဆက်စကိုကတော့ပြန်လဲလေ့ကျင့်ခန်းနေဆင်းနေပြီပေါ့ဗျာနော်လူစင်းနဲ့လည်းမှဒီပွဲမှာပါလာမယ်ဆိုတဲ့တဘောကစားချိန်မိနစ်ချိုးလဲရလာနိုင်ပါတယ်တဲ့မေဆာမောက်တို့ကတော့ကျွန်တော်တို့တွေဂူးဆိုင်ပေးနေပါတယ်ဒိုင်ယာကြီးကြီးမားမားတော့မဟုတ်လို့စိုးမရင်ရပါဘူးတဲ့သူကဒိုင်ယာကြီးကြီးမားမားမဟုတ်ဘူးဗျာမစိုးရင်ရဘူးဆိုတဲ့တဘောမေဆာမောက်တော့ပါမေဆာမောက်ကတော့ဒိုင်ယာရနေတယ်ဆက်စကိုကဒီပွဲမှာပါလာမယ်ထင်တယ်ဦးစီးဒီနဲ့တန်းတဲ့အတင်းမလို့တဲ့လွယ်မာတော့မဟုတ်ဘူးတဲ့ဦးစီးဒီကတန်းတဲ့အတင်းမလို့လွယ်မာမဟုတ်ဘူးတဲ့ပရီးမီးယားလိအဖွင့်ပွဲကိုအဝေးကွင်းမှာတန်းတက်လာတဲ့ခါစားအတင်းတင်းကိုရှင်ပြိုင်ရတဲ့အခါဆိုရင်အရန်ရန်ကိုခက်ခဲပါတယ်တဲ့ကျွန်တော်ကစားသမားဘဝမှာကိုတွေ့ပါပဲတဲ့လူတွေထင်တယ်လို့ကျွန်တော်တို့အေးအေးဆေးဆေးနိုင်တော့မဲ့ပွဲမျိုးမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ United ဘက်ကစိတ်ဓာတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကစားကွက်တွေအကုန်အစင်တင့်အနေထားကိုတုံ့ပြန်မှုရှိနေပါတယ်တဲ့ပြောင်းဆွေးနဲ့ဈေးကွက်နဲ့ပတ်သက်လို့ကျွန်တော်တို့အနေနဲ့လူစီရင်ပိုတောက်တင်းအောင်ဆောင်ရွက်နေပါတယ်တဲ့အချိန်နေပေးရင်ပေးတယ်လို့အကောင်းဆုံးပြင်ဆင်ပြီးတော့ဆေးဆက်နေပါတယ်တဲ့အပြောင်းဆွေးကိုတဲ့လုံလောက်အားပြည့်မှုတွေနဲ့ပိတ်သိမ်းနိုင်မှုမျှော်လင့်ထားပါတယ်အဲ့မှာ Michael Carrick ကြီးပြောနေပြီအပြောင်းဆွေးကကိုတဲ့ကျွန်တော်တို့အနေနဲ့လူစီရင်နေပို့မိုတောင်းတင်းအောင်ဆောင်ရွက်နိုင်ပါတယ်လူစင်းနေထပ်ပြေးပေးဖို့ဒါဘုတ်ဖွဲ့ကိုပြောဆိုနေတာလည်းဖြစ်တယ်ပြီးတော့ဒီဆမ်းမရာတွေကိုလည်းအကောင်းဆုံးပိတ်သိမ်းနိုင်အောင်လည်းလုံလောက်နဲ့ပိတ်သိမ်းနိုင်အောင်လည်းသူကမျှော်လင့်ထားတယ်ပေါ့နော် Market Report အနေနဲ့တဲ့ United ကိုအကောင်းဆုံးအနေထားမှာပုံစံနဲ့ပြန်ရောက်လာတာဖြစ်ပါတယ်တဲ့သူပြန်လာကြတဲ့ကကျွန်တော်တို့ဝမ်းသာခဲ့ပါတယ်တဲ့စေးတန်းမှာတဲ့အခြားကစားသမားတွေလိုပဲသူ့အနေနဲ့အထောင်တိုက်စစ်နေရာကစလို့နေရာဆုံးကစားနိုင်ကြောင်းလည်းတက်တည်ပြနိုင်ခဲ့ပါပြီတဲ့ဒီတရားဒီလုံးမှာကောင်းတဲ့လက္ခဏာလို့လည်းမြင်မိပါတယ်ပေါ့နော်သူ့အနေနဲ့ဒီ market report ကချားနေရာတွေလည်းကစားနိုင်တယ်ပေါ့ဗျာဒီတရားဒီလုံးတွေလည်းကောင်းတဲ့လက္ခဏာလို့လည်းမြင်မိတယ်ပေါ့သူအထောင်တိုက်စစ်ကစားနေတဲ့ကစားသမားအဖြစ်လည်းကစားနိုင်တယ်ဆိုတာကိုလည်းသူသိထားတယ်ပေါ့နော်ဒီຢာတွေအတွက်မှာတဲ့ကျွန်တော်အကောင်းဆုံးမျှော်လင့်ထားတယ်တဲ့ပွဲတွေအများကြီးကိုမြန်ဆန်မဲ့ကစားရမှာဖြစ်လို့ဒီအတွက်ຢာဒီဂျိုခြေစမ်းပွဲတွေကိုပြင်ဆင်ခဲ့တာကိုလည်းအားရမိပါတယ်တဲ့အကိုတို့အနေနဲ့ရောအားရမိလားရာဒီယိုခြေစမ်းပွဲတွေအာဒီယိုခြေစမ်းပွဲတွေမှာတော့မစိုးပါဘူးဒါပေမဲ့ AC Milan နဲ့ပွဲလေးတစ်ပွဲပါပဲကျွန်တော်တို့ကျန်တဲ့ပွဲတွေအကုန်ကောင်းပါတယ်ကျွန်တော်ပြီးတော့နောက်ထပ်ပြန်ပြောထားတယ်ဟူစီဒီပွဲကနေစပြီးတော့ယာဒီတစ်ကိုစတင်ဖို့မဆောင်နိုင်တော့ပါဘူးတဲ့ဒါ Michael Carrick ပြောတဲ့စကားတွေဖြစ်တယ် Michael Carrick အနေနဲ့ပြောင်းဆွေးဈေးကွက်တွေမှာလည်းလူရင်အားပုံတောင်းနေအောင်ဆောင်ရွက်နေတယ်ပြီးတော့ပေးချင်းနေပေးတယ်လို့အကောင်းဆုံးပြင်ဆင်ထားပါတယ်တဲ့ဆေးဆက်ဖို့လဲလုံလောက်ဆေးဆက်ဖို့နဲ့ယာဒီကိုပိတ်သိမ်းနိုင်ဖို့လဲညှော်လင့်ထားပါတယ်ဗောနော်ဒီဆမ်းမရာဒီအတွက်ကိုအဲ့တော့ဒါကျွန်တော်ဒီထဲမှာဆိုရင်ဒါဘာတော့ကျွန်တော်တို့နီးပြကြီး Michael Carrick ပြောသွားတဲ့ထဲမှာဆိုရင်ဒါဆက်စကိုကအတင်းလူစင်းတွေကိုပြန်ပါလာမယ်ဒီဒါပေမဲ့ तू ကအရန်လူစင်းမှာပဲပါလာမယ်ပွဲတက်တော့မဟုတ်တော့သေးဘူး तू ကဒီခြေစမ်းပွဲတွေမှာတပွဲမှာကန်ထားတာချင်းမရှိသေးဘူးအဲ့အတွက်ကြောင့် Michael Carrick အနေနဲ့ဒီလူစင်းထဲမှာတော့ပြန်ပါလာမယ်ဆိုပြီးတော့ပြောကြားလာတယ်ကျွန်တော်တို့ရဲ့ဘရူနိုဖာနန်ဒက်အတင်းကောင်းဆောင်ကြီးကဘာတွေပြောသွားလဲဆိုတော့ဘရူနိုဖာနန်ဒက်ကဘယ်လိုပြောလဲဆိုတော့ကျွန်တော်အတွက်ကတော့တဲ့အရေးကြီးဆုံးအချက်ကတော့တိုက်စစ်မှုတွေကိုတွင်းနိုင်ဖို့ကအရေးကြီးဆုံးချက်လို့ပြောသွားတယ်မိုက်ကယ်ဒီဘရူနိုဖာနန်ဒက်ကနေပြီးတော့ကျွန်တော်လိုချင်တာကတဲ့ကျွန်တော်ရဲ့တိုက်စစ်မှုတွေကဂိုးတွေတွင်းနိုင်မှုပါပဲတဲ့ဒါကကျွန်တော်ရဲ့ဖန်တီးပေးမှုအစ်စ်တွေနဲ့ပတ်သက်လို့မထင်ပါဘူးတဲ့အဓိကကတော့ကစားသမားတွေကိုယ်တိုင်ဂိုးတွေတွင်းနိုင်ဖို့ပါပဲတဲ့ကျွန်တော်ရဲ့ကစားပုံကိုကြည့်မယ်ဆိုရင်အရင်ကနဲ့ဘာမှပြောင်းလဲသွားတာမရှိပါဘူးတဲ့လူတွေကကျွန်တော်ကစားပုံပြောင်းလဲသွားတယ်လို့မျိုးမြင်အောင်ပြောကြတာမျိုးတိပါတယ်တဲ့ဒါပေမဲ့ကျွန်တော်ဖန်တီးပေးနိုင်ခဲ့တဲ့အခွင့်အရေးတွေကအမြဲတမ်းမြင်မာခဲ့ပါတယ်တဲ့လီထဲမှာတဲ့ဒီလီထဲမှာဆိုရင်အမြင့်ဆုံးအဆင့်တွေတခုပါပဲဒီလီပရီးမီးယားလိကအမြင့်ဆုံးအဆင့်တွေတခုပါပဲပေါ့ကွာခြားချက်ကတော့ကျွန်တော်တို့အတင်းဘော်တွေကအခွင့်အရေးကိုအတုံးချပြီးဂိုးတွေတွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်တဲ့သူဖန်တီးပေးတဲ့အခွင့်အရေးတွေကိုဂိုးတွေဖြစ်အသုံးပြုနိုင်ခဲ့တဲ့တိုက်စစ်မှုတွေကြောင့်ဖြစ်တယ်ပေါ့။ဘာကြောင့်လဲဆိုတော့ကစားသမားတစ်ယောက်ကဖန်တီးပေးမှုရရှိခြင်းကအတင်းဘော်တွေဂိုးတွင်းနိုင်မှာဖြစ်တာအတင်းနိုင်ဘော်တွေဂိုးတွင်းနိုင်မှာဖြစ်တယ်ဆိုလဲဆိုလိုရင်းကိုပြောတာဒါပေမဲ့ကျွန်တော်အမြင်မှာတော့ကစားသမားတစ်ယောက်အတွက်ကတော့ဂိုးတွင်းနိုင်ခြင်းထက်ပ
ပိုရေးကြီးတာမရှိပါဘူးတဲ့ဖန်တီးမှုကအရေးမကြီးဘူးပေါ့ခိုးတင်နိုင်ခြင်းရတာအရေးကြီးတာအဲ့လိုမျိုးပြောခဲ့တယ်ဒါဘရူနိုဖန်နန်ဒက်ရဲ့ပြောစကားတွေအတူပြောတဲ့အထက်မှာဆိုအစ်စ်တွေကပဲအရန်အရေးမကြီးဘူးပေါ့နော်ဒီအစ်စ်တွေကိုဖြစ်ပေါ်လာဖို့အတွက်ဒီတိုက်စစ်မှုတွေကခိုးတွင်းပေးမှပဲဒီအစ်စ်တွေကဖြစ်ပေါ်လာတယ်ပေါ့အဲ့တော့ကစားသမားတယောက်မှာအရေးကြီးဆုံးကတော့ခိုးတွင်းခြင်းကတာအရေးကြီးတယ်ခိုးဖန်တီးမှုကအရေးမကြီးဘူးခိုးတွင်းတဲ့လူကတာအရေးကြီးဆုံးဖြစ်ပါတယ်ပေါ့ဒီဒါကြောင့်ဒီအစ်စ်တွေရလာခြင်းလည်းဖြစ်ပါတယ်ပေါ့ဒါဘရူနိုဖန်နန်ဒက်ရဲ့ပြောစကားတွေဖြစ်တယ်ကဲကျွန်တော်တို့ပွဲမတိုင်ခင်မှာကျွန်တော်တို့မိုက်ကယ်ကားဒဂျီဒီနဲ့ဘရူနိုဖန်နန်ဒက်ရဲ့ပြောစကားတွေရယ်မိုက်ကယ်ကားဒဂျီကဆိုရင်ဒါကျွန်တော်လူအစင်းတောင်းနဲ့ကျွန်တော်ယာဒီကိုဆစ်ဆက်ဖို့အတွက်ဒီဆမ်မာထရန်စဖာမှာကျွန်တော်တို့အကောင်းဆုံးနဲ့ပိတ်သိမ်းနိုင်မှုမျှော်လင့်ထားတယ်ဒါဆိုရင်ဒါဘုတ်ဖွဲ့ကိုကျွန်တော်လူတစ်တွေခေါ်ပေးဖို့ဘယ်နောက်ခံလူတွေခေါ်ပေးဖို့ဆိုတဲ့အချက်လက်တွေကိုချပြလိုက်တယ်ဘရူနိုဖန်နန်ဒက်ကတော့သူ့အစ်စ်တွေကအရင်မကြီးဘူးသူ့ရဲ့တိုက်စစ်မှုတွေရတာအဓိကနေရာမှာပါဝင်တာဖြစ်တယ်ပေါ့သူတို့ဂိုးတင်းတို့တာဒီအစ်စ်တွေပြောင်းလဲဒီအစ်စ်ဖြစ်ပြောင်းလဲသွားတာဖြစ်တယ်သူတို့ကဂိုးမတွင်းနိုင်မှုဆိုအစ်စ်ဆိုတာဖြစ်လာမှာမဟုတ်ဘူးပေါ့အဲ့တော့ဂိုးတွင်းခြင်းကဒါအဓိကအရေးကြီးတာဖြစ်ပါတယ်ဆိုပြီးတော့ပြောကြသွားတယ်ဟုတ်ကဲ့ပါဒါကတော့ဟူစီဒီနဲ့ပွဲမတိုင်ခင်မှာသူတို့ရဲ့သတင်းစာဆင်းလင်းပွဲကနေထွက်လာတဲ့စကားလုံးတွေစကားတန်တွေဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်ခင်ဗျာ